အင်းစိန်မှာဒုက္ကတာလမ်းပေါ်ကအာဂူ street food ဆိုင်ကိုရောက်နေပါတယ်ဒါကတော့ဥဒိုနတ်ပါတခါမှတော့မစားဘူးပါဘူးပွဲသေးရ9000ပွဲကြီးရ1000ပွဲချရ1000ပါပွဲသေးရချက်ကင်9000နဲ့900ဒါကတော့ချက်ကင်နဲ့အခောက်ကင်ပါခောက်ကင်ကတော့ကျွတ်ရွာပြီးတော်တော်လေးစားကောင်းပါတယ်ဒါကတော့ဥစုံစားပြီးတာဗျာအခောက်ကင်နဲ့ထမင်းပေါင်းပါဥစုံတွေကဘဲဥကတော့ကျွန်တော်အကြိုက်ဆုံးပါဒါကတော့ခုနကဥဒိုနတ်ကိုပလီထားတာပါဥဒိုနတ်ကတော့လူအီဗီအနက်မရှိအောင်လုပ်ထားတဲ့အတွက်စားရတာအဆင်ပြေပါတယ်ဒါကတော့ခေါလခါညွန့်ကျော်ဒါကတော့ဝက်လက်စွတ်အင်းစိန်ဖက်ရောက်ရင်သွားစားကြည့်ကြပါကျေးဇူးတင်ပါတယ်